Okay. အားလုံးပဲမင်္ဂလာပါဗျာမင်္ဂလာရှိတဲ့ညချမ်းလေးဖြစ်ပါစေအားလုံးပဲမင်္ဂလာပါနော်ကဲအားလုံးပဲမင်္ဂလာပါမင်္ဂလာရှိတဲ့ညချမ်းလေးဖြစ်ပါစေကျွန်တော်ကတော့အခုဒါဟိုတနေ့ကတင်းနာနေတော့ကိုတော့ကျွန်တော် live မလွှဲလိုက်ဘူးပေါ့နော်ဘာလို့ဆိုအကောင့်လေးတွေကလည်းပြဿနာနည်းနည်းရှိတယ်ပေါ့အဲ့ဒါကြောင့်မို့ကျွန်တော်မိတ်ဆွေတို့ကျွန်တော်ပြောချင်တာတစ်ခုကပါလဲဆိုတော့မိတ်ဆွေတို့အခုတွေ့ပြီးမြင်ပြီးဒီဒူးဒီ lucky လင်းဦးဆိုတဲ့ lucky လင်းဦးဆိုတဲ့ YouTube channel လေးကိုခုမှတွေ့တဲ့သူခုမှမြင်တဲ့သူ channel လေးကို subscribe မလုပ်ရသေးရင်နှိပ်ပြီးသားပါကိုလင်းရှိမှာအခုဒီတစ်ကောင်းရှိပါတယ်နော်ဒီတစ်ကောင်းဖြစ်တဲ့တော့မိတ်ဆွေကဒီကောင်းနေလက်မှာဒီကောင်းပဲရှိတယ်ဒီကောင်းကနေလက်မှာမို့ဒီကောင်းလေးကို channel လေးကိုအခုတွေ့ပြီးမြင်ပြီးကျွန်တော်ရဲ့ဒီဗီဒီယိုလေးကိုတွေ့ပြီးမြင်ပြီးဆိုရင် channel လေးကို subscribe မလုပ်ရသေးရင် channel လေးကို subscribe နှိပ်ပေးထားဖို့အားလုံးမေတ္တာရပ်ခံပါတယ်နော်ဟုတ်ပြီလားကဲအားလုံးပဲမင်္ဂလာပါဗျာအားလုံးပဲမင်္ဂလာပါနော်ကျွန်တော်တို့ဒါမနက်ဖြန်တနင်္လာနေ့ကိုတော့ကျွန်တော် live မလွှင့်လိုက်ဘူးပေါ့နော် live လွှင့်တနင်္လာညနေကပေါက်မှာ live လွှင့်ခဲ့မယ်ဆိုရင်မနက်ပိုင်းတော့မပေါက်ဘူးညနေပိုင်းဟိုတာတနင်္လာနေ့အတွက်ဒါကျွန်တော် live လွှင့်မယ်ဆိုရင်လေအကောင့်ကလည်းမရှိလို့တနင်္လာနေ့ဒါမနက် live လွှင့်မယ်ဆိုရင်မနက်ပိုင်းတော့မပေါက်ဘူးညနေပိုင်းကိုပေါက်မှာမနေ့နော်ကျွန်တော်တော့ပေါက်တယ်ကျွန်တော်ပေါက်လို့ပြောတာနော်ခိုင်းတော့ကြောင့်မို့ကျွန်တော်တို့မနက်ဖြန်4ရက်ပေါ့နော်4ရက်3လပိုင်း2026ဗုဒ္ဓဟူးနေ့12နာရီ10မိနစ်အတွက်ကိုနော်ကျွန်တော်ပြောပေးမယ်ကြိုးစားပေးပါမယ်အဲ့ဒါကြောင့်မလို့အားလုံးကိုကျွန်တော်ပေးချင်တာတစ်ခုကတော့နေ့တိုင်းသမားတွေပေါ့နော်အကြောင်းမျိုးကြောင့်ဖွဲ့ဝင်နိုင်တဲ့သူတွေနေ့တိုင်းသမားတွေကိုကျွန်တော်ကဘာပြောချင်လဲဆိုတော့ကျွန်တော် free ပတ်သီးလေးအရင်ပေးမယ်လက်ဆောင်ပတ်သီးလေး free ပတ်သီးလေးပေးမယ်ပေါ့နော်ဇာတိုးအနေနဲ့ free ပတ်သီးပေါ့ဗုဒ္ဓဟူးကြက်တော်တောက်ကြကြံ3ရက်စာအတွက်ကိုကျွန်တော်ဇာတိုးတစ်လုံးထုတ်ပေးမယ်ပတ်သီးနော်တိုင်းတဲ့သူကဖြုတ်မကြိုက်ရင်လည်းမသုံးနဲ့ကြိုက်သုံးဟုတ်ပြီလားခဲအဲ့ဒါကြောင့်မို့ကျွန်တော်ဗီဒီယိုလေးကိုမရွေးမကြော်ပဲတခြားလေးပြီးဆုံးတိုင်အောင်ကြည့်ပေးဖို့အားလုံးကိုမြတ်တာရက်ခံပါတယ်အားလုံးပဲမင်္ဂလာပါเนาะမင်္ဂလာရှိတဲ့ညချမ်းလေးဖြစ်ပါသေးပေါ့เนาะအားလုံးပဲဒီဗီဒီယိုလေးကိုတွေ့ပြီးမြင်ပြီဆိုရင်ဒီ channel လေးကိုဒူဒီ lucky လင်းဦးဆိုတဲ့ YouTube channel လေးကို subscribe မလုပ်ရသေးတဲ့သူတွေနှိပ်ပေးထားပါကျွန်တော်လက်ရှိဒီကောင်းမှရှိတယ်ဒီကောင်းလေးလွှတ်မယ်เนาะဟုတ်ပြီလားကြအားလုံးပဲမင်္ဂလာပါเนาะမင်္ဂလာပါဆိုတော့ကြအားလုံးကကျွန်တော်ဗုဒ္ဓဟူးချက်တော်ပဲတောက်ကြကြံ3ရက်စာအတွက်ကိုကျွန်တော် free ပတ်တီးပေးမယ်ဇာတိုးနော်အဖွဲ့ဝင်တွေကတော့ကိုလို့ဆက်ရှိရကိုလို့ပေါ့နော် free ပတ်တီးလေးပေးပါမယ်အဲ့ဒါလေးကဘာလဲဆိုတော့3တလုံးဖြစ်ပါတယ်ဗုဒ္ဓဟူးချက်တော်ပဲတောက်ကြကြံ3ရက်စာအတွက်ကိုကျွန်တော်ကအကြောင်းမျိုးကြောင့်အဖွဲ့ဝင်နိုင်တဲ့သူတွေနေတဲ့သမားတွေကိုကျွန်တော်ကဇာတိုးအနေနဲ့ကျွန်တော်က3တလုံးထုတ်ပေးလိုက်ပါတယ်နော်ဇာတိုးပတ်တီး free ပတ်တီး3ပတ်တီးဖြစ်ပါတယ်3တလုံးပေါ့နော်ဟုတ်ပြီလားဂျာနေတိုင်းယူဖြုံးမကြရင်ယူမဖြုံးနဲ့ဟုတ်ပြီလားကဲအဲ့ဒါပြင်ကျွန်တော်နေ့တိုင်းလေးသွားမယ်နော်မနေ့ကနော်မနေ့ကဗုဒ္ဓဟူးနေ့12နာရီ10မိနစ်အတွက်ကျွန်တော်ကြိုင်မဲ့ဝမ်းချင်းလေးကတော့9-3ညဝမ်းချင်းဖြစ်ပါတယ်နော်ဗုဒ္ဓဟူးနေ့12နာရီ10မိနစ်ကိုကျွန်တော်ကြိုင်မဲ့ဝမ်းချင်းလေးကတော့9-3ညဝမ်းချင်းဖြစ်ပါတယ်နော်ဗုဒ္ဓဟူးနေ့12နာရီ10မိနစ်ကိုကျွန်တော်ကြိုင်မဲ့ဝမ်းချင်းကတော့ကျွန်တော်ကြိုက်တဲ့ဝမ်းချင်းကတော့9-3ညဝမ်းချင်းဖြစ်ပါတယ်ကဲကိုလေးရေ9-3ညဝမ်းချင်းမှာကျမတို့ကဘာလေးတွေကိုကြိုက်လဲဆိုရင်ကျွန်တော်က9နဲ့ပတ်သက်လာရင်52 53 59 58နော်ကဲ9နဲ့ပတ်သက်လာရင်ကိုလင်းကဘာလေးကြိုက်လဲဆိုရင်ကျွန်တော်က9-3ညဝမ်းချင်းက9နဲ့ပတ်သက်လာရင်ကျွန်တော်ကိုလင်းက9နဲ့53 59 58နော်9နဲ့53 59 58ကဲ3ညနဲ့ပတ်သက်လာရင်ရောဗာလေးကြိုက်လဲဆိုရင်3ညနဲ့3ည3 3ညခွန်3ည8နော်3ညနဲ့ပတ်သက်လာကိုလေးကဗာလေးကြိုက်လဲဆိုရင်3ညနဲ့3ည3 3ညခွန်3ည8နော်ဒါ3ညနဲ့ပတ်သက်တဲ့ကဏ္ဍ3ညနဲ့3ည3 3ညခွန်3ည8ကဲအဲ့ဒါပြီးကျွန်တော်ရဲ့ဗုဒ္ဓဟူးနေ့အတွက်ကျွန်တော်ရဲ့စိတ်မာစတာကီးရကြတော့ခွန်နှစ်3ညကီးနော်ဗုဒ္ဓဟူးနေ့အတွက်ကျွန်တော်ရဲ့စိတ်မာစတာကီးရတော့ခွန်နှစ်3ညကီးဖြစ်ပါတယ်နော်ဝိုင်းရင်ရှိရင်လုံးဝရှိရင်ကတ်ထုတ်ခွန်နှစ်3ညတယ်ပေါ့နော်ခွန်နှစ်3ညကီးဖြစ်ပါတယ်နော်ကဲအဲ့ဒါပြီးကျွန်တော်ချက် main တင်ခွက်ပြောမယ်နော်ကျွန်တော်ချက် main တင်ခွက်ကတော့ဗုဒ္ဓဟူးနေ့7နာရီ10မိနစ်ကိုကျွန်တော်ချက် main တင်ခွက်ကတော့ဒါအားလုံးပဲမဖြစ်မနေထိုးရမယ် main တင်ခွက်ပေါ့နော်အဖွဲ့ဝင်နေလိုက်တော့ဒါမဖြစ်မနေထည့်ထိုးရမယ် main တင်ခွက်ကတော့28ကဲ9-1ကဲ9-4ရဖြစ်ပါတယ် main တင်ခွက်ကတော့နော် main တင်ခွက်ကတော့28ကဲ9-1ကဲ9-4ရဖြစ်ပါတယ် main တင်ခွက်နော်28 9-1
9လေးဖြစ်ပါတယ်မိန်းတင်ကွက်ဖြစ်ပါတယ်ကဲအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာအားလုံးပဲမင်္ဂလာရှိတဲ့ဗုဒ္ဓဦးနေ့12နာရီ10မိနစ်ကိုပိုင်ဆိုင်ကြပါစေအားလုံးပဲကျွန်တော်ဒီကောက်မရှိတဲ့အတွက်ဒီကောက်နေပဲကျွန်တော်ဗီဒီယိုတင်မယ်မတင်လို့ရှိရင် like လွှင့်မယ်နော်အဲ့ဒါကြောင့်မို့ဒီ channel လေးကိုခုမှတွေ့ရတဲ့သူခုမှမြင်တဲ့သူ channel လေးကို subscribe မနေရသေးတဲ့သူတွေက channel လေးကို subscribe နေပေးထားဖို့အားလုံးမေတ္တာရက်ခံပါတယ်ကဲအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာအားလုံးမတက်တာပါခွန်နိုင်ပါအိမ်မက်လှမကြပါစေအားလုံးမနက်ဖြန်နေကတနားထိုးလွှင့်မယ်မနက်ဖြန်ဗုဒ္ဓဦးနေ့12နာရီ10မိနစ်မှာအားလုံးပဲshare ပေါက်ကြပါစေတနားထိုးမှာကျွန်တော်တို့ပျော်ရွှင်စွာနဲ့အောင်ပွဲခံရင်းနဲ့ပြန်ဆောင်ကြမယ်ဟုတ်ပြီလားကဲအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာအားလုံးမတက်တာပါအားလုံးမတက်တာပါခွန်နိုင်ပါအိမ်မက်လှမကြပါစေအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်အားလုံးမတက်တာပါ